ကြရအောင်လောကလူတွေဟာနေထိုင်တဲ့ပတ်သက်ပြီးတော့ချမ်းသာဒုက္ခကိုလိုလားကြစာရေးတောက်တာနဲ့ပတ်သက်ပြီးတော့လည်းချမ်းသာဒုက္ခလိုလားကြတယ်အလိုလားဆုံးကတော့လူတိုင်းဟာချမ်းသာတာအိပ်ဆက်ရမှုဟာလူတွေမှာငြိမ်းငြိမ်းချမ်းချမ်းနဲ့ချမ်းသာတာအိပ်ဆက်ရမှုဟာအမြဲတမ်းတန်ဖိုးရှိတယ်လို့ပြောရမှာပါဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့ချမ်းသာစွာအိပ်ဆက်ရခြင်းရဲ့အဓိပ္ပာယ်ကအလွန်လေးနက်မှုရှိတယ်ဆိုတာကိုဟဋ္ဌကသုတ်တံကိုလေ့လာကြည့်ခြင်းဖြင့်သိရှိနိုင်ကြပါတယ်ချမ်းသာစွာအိပ်ဆက်ရခြင်းအဓိပ္ပာယ်ကိုဟဋ္ဌကသုတ်တံမှာမြတ်စွာဘုရားကရှင်းလင်းဟောကြားထားတာဖြစ်ပါတယ်အင်္ဂုတ္တရနိကေမှာဟဋ္ဌကသုတ်ဆိုတာပါရှိတယ်တခါတော့ကမြတ်စွာဘုရားသခင်ကိုရောမြတ်အာလဝီပြည်အနီးနားကနွားအုပ်ကြီးဖြတ်တန်းသွားလာတဲ့တောထန်းတနေရာတိန်တပါဝနလို့ခေါ်တဲ့ရင်းတိုက်တောထဲမှာရှိတဲ့အရွက်ကျဲကျဲနဲ့ရှိတဲ့ရင်းတိုက်ပင်ကြီးတစ်ပင်ရဲ့အောက်မှာရှင်တော်ဘုရားဟာနားနေခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်ကရာသီဥတုကလည်းအမတန်အေးမြတဲ့ဆောင်းရာသီဖြစ်တယ်ဆောင်းရာသီဖြစ်တော့ရင်းတိုက်ပင်ကအရွက်တွေဟာလည်းပဲကျွေတဲ့အရွက်ကကျွေလာတော့အပေါ်မှာကြည့်လိုက်ရရင်ကျိုးတို့ကျဲတဲ့အနေအထားမျိုးရှိတယ်မြတ်စွာဘုရားသရင်သုံးတဲ့သစ်ပင်ပတ်ဝန်းကျင်မှာလည်းပဲဖြတ်တန်းသွားလာထားတဲ့နွားအုပ်တွေရဲ့ခြေရာတွေကအနှံ့အပြားဖြစ်လို့မြေပေါ်မှာနွားခြေရာဂျားကနေထွက်လာတဲ့စူးတဲ့ဖွယ်ဖြစ်နေတဲ့မာကြောလာတဲ့မြေတွေကလည်းပဲအပေါ်မှာစုံစုံချွန်ချွန်နေတက်နေတော့ထိုရင်းတိုက်ပင်အောက်ရောက်အောင်လမ်းလျှောက်ဖို့ဆိုတာခဲရင်တဲ့အနေထားမှာရှိတယ်ပေါ့နွားခွာရာကြားကထွက်တဲ့မားနေတဲ့မြေကိုနွားခွာရာစုလို့ဒီလိုခေါ်တယ်စုခဲ့လို့ခြုံပြီးတော့နေတယ်အဲ့ဒီပုံမှာလမ်းလျှောက်ဖို့ဆိုတာမြေတွေကအလွန်မာတဲ့အတွက်ကြောင့်ဖဏမပါပဲလမ်းလျှောက်မယ်ဆိုလို့ရှိရင်အမတန်လျှောက်ရခက်တဲ့အနေအထားပေါ့ရသော်ဘုရားသခင်ကိုရောမြတ်ကလည်းအရွက်ကျိုးတို့ကျဲတဲ့ရှိတဲ့ရင်းနိုင်ပင်ကြီးရဲ့အောက်မှာမြက်ကလေးတွေခင်းပြီးတော့မြက်ဖြာလေးပေါ်မှာထိုင်နေတာတပါးတဲ့အာလူပြည်နားမှာအဲ့ဒီလိုသတင်းသုံးနေတဲ့အချိန်နန်းနေစောစောအာလူမြို့ထဲကနေထွက်ပြီးတော့ရင်းနိုင်တော်ဘက်ကိုကျမ်းမာရေးအတွက်လမ်းလျှောက်ကြတောတန်းကိုဖြတ်တန်းပြီးတော့လမ်းလျှောက်လာတဲ့ထဲမှာဟဋ္ဌကအာလဝကဆိုတဲ့မင်းသားတဦးလည်းပါလာတယ်ပေါ့အေးဟဋ္ဌကအာလဝကမင်းသားဆိုတာဒီနေရာမှာဘယ်သူလဲလို့ဆိုလို့ရှိရင်အလုံးကြောက်ကြတဲ့ဇာလံတစ်ခုပါအာလူပြည်ကြီးရဲ့အနီးနားမှာတောတန်းတနေရာကညောင်ပင်ကြီးအုပ်အုပ်ဆိုင်ဆိုင်ရှိတယ်အဲ့ဒီညောင်ပင်ကြီးအနီးပါးမှာအာလဝကဘီလူကြီးရဲ့ဗိမာန်ရှိတယ်လို့ပြောတယ်သို့တော်လူတွေမြင်ရတာတော့ညောင်ပင်ကြီးပဲမြင်ရတယ်အာလဝကဘီလူကြီးရဲ့ဗိမာန်ကိုမမြင်ရဘူးအာလဝကဘီလူကြီးကညောင်ပင်အောင်ဝင်ရောက်တဲ့ပုဂ္ဂိုလ်တိုင်းကို
သူကအပိုင်စားရထားတယ်ဒါကြောင့်မို့ညောင်ပင်အောင်ဝင်လာလို့ရှိရင်တော့သူ့အစာဖြစ်ကြရတာများတယ်ပေါ့ဖြစ်ရပုံကတော့တနေ့မှာအာလူကြီးဘုရင်ကြီးကအချမ်းရံနေနဲ့တောကစားထွက်တာတောကစားထွက်တဲ့အခါမှာသမင်းတစ်ကောင်တွေ့တော့ကိုယ်စီဝန်ချပြီးတော့ဝန်တာတွေကိုယ်စီနဲ့ကိုယ်တာဝန်ပေးထားပြီးတော့ထိုသမင်းကိုအမိဖမ်းဖို့အတွက်ဝိုင်းရံထားကြတယ်အဲ့ဒီလိုဝိုင်းရံထားပြီးတော့သမင်းကိုခြောက်တဲ့အခါမှာအမတန်အကင်းပါတဲ့သမင်းကဘယ်ဘက်ကထွက်ရမယ်ဆိုတာကြည့်လိုက်တဲ့အခါကျတော့ဘုရင်ကြီးဘက်ကနည်းနည်းလူအုပ်နေနေတာမြင်တော့ဘုရင်ကြီးဘက်ကထွက်ဖို့ကြိုးစားအဲ့ဒါလို့ကြိုးစားပြီးတော့သမင်ကထွက်ပြေးသွားတယ်ပေါ့ဘုရင်ကြီးတာဝန်ကျတဲ့အပိုင်းကနေပြီးသမင်ကလွတ်သွားတော့ဒါပဲမြန်မာတွေပြောနေကြတာရွှေသမင်ဘယ်ကထွက်မင်းကြီးတာကထွက်ဆိုတာအဲ့ဒါလို့လွတ်သွားတဲ့အခါကျတော့ဘုရင်ကြီးကမာနတွေတက်လာပြီးမခံနိုင်ဘူးပေါ့အများကနေပြီးတော့သေရောမှာကိုမခံနိုင်သည့်အတွက်ကြောင့်ကြိတ်ပြုံးညမှာကိုမခံနိုင်သည့်အတွက်ကြောင့်သူ့ရဲ့ရဲစွမ်းတတ္တိပလအစွမ်းပြပြီးတော့သမင်ပြေးတဲ့နောက်ကနေလိုက်တယ်နောက်ဆုံးတော့သမင်တွေဟာပြေးနိုင်တယ်များပြေးပြီးမပြေးနိုင်တဲ့အချိန်ကျတော့လဲဆင်းပြီးတော့ခံကြတာပေါ့အဲ့ဒီချိန်မှာဘုရင်ကြီးဟာသမင်ကိုအရာဖမ်းတပ်ဖြတ်ယူပြီးတော့တကယ်တော့သမင်သားစားခြင်းလို့တော့မဟုတ်ဘူးအပျော်ပါလောက်ကြတာအဲ့ဒီသမင်ကောင်းကိုပိုင်းပြီးတော့ထမ်းလာခဲ့တယ်ဒီသမင်သူရအောင်ဖမ်းနိုင်တယ်ဆိုတဲ့စွမ်းရည်တတ္တိကိုပြခြင်းလို့သမင်ကိုထမ်းယူခဲ့ပြီးတော့မောမောပန်းပန်းနဲ့ခဏကညောင်ပင်ကြီးအောက်မှာချပြီးခဏနားနေတာဒီအခါမှာဘုရင်ကြီးကအန္တရာယ်ကြုံလာတယ်ပေါ့အာရဝကဗီလူကြီးရဲ့ပိုင်တဲ့ထဲရောက်သွားတော့အာရဝကဗီလူကြီးကနေပြီးဘုရင်ကြီးကိုဖမ်းလိုက်တယ်ပေါ့ဖမ်းလိုက်တော့ဘုရင်ကြီးကကြောက်လန့်ပြီးတော့သူ့ကိုမစားပါနဲ့သမင်သားပဲစားပါလို့ဆိုပြောတော့အာလဝကဗီလူကြီးကရဲတယ်တဲ့ဘုရင်ကြီးကိုယ်တိုင်လည်းသူ့ပစ္စည်းပဲတဲ့သမင်ကြီးကလည်းသူ့ပစ္စည်းပဲငါပစ္စည်းနဲ့ငါ့ကိုအယောင်းဝယ်မလုံးနဲ့ပေါ့သမင်လည်းငါပိုင်တာပဲမင်းလည်းငါပိုင်တာပဲဆိုတော့ဘုရင်ကြီးကခက်ကြုံတယ်သူကပြောတယ်ငါသာမန်ပုဂ္ဂိုလ်မဟုတ်ဘူးဟောဒီအာလူပြည်ကြီးကိုပိုင်တဲ့ဘုရင်ငါ့ကိုစားရင်မင်းဒီတနေ့ပဲစားရမယ်ငါ့ကိုလွတ်လိုက်မယ်ဆိုရင်မင်းငါနေ့စဉ်နဲ့အမျှတနေ့ကိုလူတယောက်ထမင်းအုပ်နဲ့ပို့ပေးမယ်ဆိုတော့အာလဝကဗီလူကြီးကစဉ်းစားပြီးတော့လက်ခံတယ်အင်းသူပြောတာဟုတ်တယ်နေ့စဉ်နဲ့အမျှပင်ပန်းမခံရဘဲနဲ့လူသားစားနေရမယ်ဆိုရင်ပိုးအဆင်ပြေတယ်သို့တော့သစ္စာတည်ရမယ်သစ္စာဆိုခိုင်းတယ်မင်းမှာသစ္စာလူမှာဂတိမင်းဆိုတာသစ္စာရှိရပြောထားရင်ပြောထားတဲ့အတိုင်းလုပ်ရတယ်ပေါ့ဘုရင်ကြီးကသစ္စာဆိုတယ်နေ့စဉ်နဲ့အမျှသူနန်းတော်ကနေပြီးတော့သူစီမံခန့်ခွဲပေးတဲ့ထမင်းအုပ်ရွက်လာတဲ့လူကိုစားပိုင်ခွင့်ပေးလိုက်တယ်အဲ့ဒီလိုစားပိုင်ခွင့်တနေ့ကိုတယောက်မှန်ပိုးဆက်ပြီးတော့ပေးမယ်လို့သူကအာမခံလိုက်တယ်အကယ်၍မပေးနိုင်တဲ့နေ့ဆိုလို့ရှိရင်သူကိုယ်တိုင်ဘလူရဲ့အစာဖြစ်ရဟောဒီလိုထားတာအဲ့ဒါလို့သစ္စာပြုတ်ခဲ့ရတာဆိုတော့အာလဝကဗီလူကြီးကလွတ်လိုက်တယ်အာလဝကဗီလူဆိုတာအဲ့ဒီအချိန်တုန်းကဘုရားတရားသံဃာကိုမကြည်ညိုသေးတဲ့မိစ္ဆာဘလူကြီးပေါ့အမှန်တမ်းကြမ်းကြုတ်တယ်အဲ့ဒါလို့ဘုရင်ကြီးစီကအခွင့်အရေးရလိုက်တဲ့အခါကျတော့ဘုရင်ကြီးကိုလွတ်လိုက်တယ်
နန်းတော်ပြန်ရောက်တဲ့အခါကျတော့အမတ်ကြီးတွေနဲ့အစည်းအဝေးခေါ်ပြီးတော့သူ့ရဲ့ဘုရင်ကြီးကသူလောက်ကင်ခဲ့တဲ့ကိစ္စတစ်ခုကိုပြောပြပညာရှိအမတ်ကြီးတွေကစဉ်းစားကြတယ်ရှင်မင်းကြီးဒီနေ့တယောက်ပို့မယ်ဆိုတဲ့နေရာမှာရက်အကန့်အသတ်ခေါ်ရှိရလားလို့ဆိုဟာဘုရင်ကြီးကပြောတယ်ငါရက်အကန့်အသတ်မပြောခဲ့မိဘူးဆိုဒါဘုရင်ကြီးရဲ့မေ့လျော့ချွတ်ချုံမှုတစ်ခုပဲရက်ကန့်သက်ချက်မပေးခဲ့သည့်အတွက်ကြောင့်သူကတစ်သက်လုံးပေးနေရမယ်အဓိပ္ပာယ်ဖြစ်သွားတယ်အဲ့ဒါနဲ့ထောင်ထဲကလူတွေထုတ်ပြီးတော့တနေ့တယောက်အလာဝကဘီလူကြီးစီပို့ပေးနေတာထောင်ထဲကလူတွေလည်းကုန်ရောကုန်တဲ့အခါတိုင်းပြည်မှာရှိတဲ့လူတွေတိတ်တဆိတ်လမ်းမှာညထွက်တဲ့ပုဂ္ဂိုလ်တွေဖမ်းဘလူကြီးစီသွားခိုင်းအဲ့ဒါလိုနဲ့လှုပ်လာလိုက်တာနောက်ဆုံးဘုရင်ကြီးကဖမ်းပြီးတော့ဘလူးစာကျွေးနေတယ်ဆိုတဲ့သတင်းကြောင့်လူတွေဟာအိမ်ပြင်မထွက်ရဲလောက်အောင်ကြောက်လန့်နေကြနောက်ဆုံးတော့လူရှာမရတဲ့အခါကျတော့ဘယ်လိုလုပ်ရတော့ဆိုဘုရင်နန်းတော်မှာအဲ့ဒီနေ့မှာမွေးဖွားလာတဲ့ဘုရင်သားတော်ကလေးကိုပဲပေးရတော့မယ်လောကလူတွေဟာကိုယ့်အချစ်ဆုံးပဲသားတွေသမီးတွေကိုမိဘတွေကချစ်တယ်ဆိုတာကိုယ်သဘောချကိုယ့်ရဲ့စိတ်ထဲမှာသားသမီးလေးကိုမြင်နေရလို့ကြည်နူးနေလို့ချစ်တာတကယ်တော့လူတွေဆိုတာကိုယ့်အချစ်ဆုံးပဲအဲ့ဒါကြောင့်မို့လို့မိမိကိုယ်ကိုကာကွယ်တဲ့အနေနဲ့သားတော်ကလေးကိုပဲဘလူးစာဖြစ်ကျွေးဖို့ရပို့ခိုင်းလိုက်ရတယ်အဲ့ဒီနေ့ဒီအာလောဝီဘုရင်ကြီးရဲ့သားတော်လေးဟာတကယ်ပါရမီရှင်ကလေးပဲတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးပါရမီကုသိုလ်တွေစီးပူးကြလို့ထူးခြားတဲ့မင်းသားလေးဖြစ်တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့ဒီနေ့တရက်ကြိုပြီးတော့အာလဝကဘီလူကြီးရဲ့ဘုံမိတ်မှန်ကိုရောက်ရှိနေတာအဲ့ဒီအချိန်မှာအာလဝကဘီလူကြီးကသူ့ရဲ့ဘုံမိတ်မှန်ထဲမှာမရှိဘူးအစည်းအဝေးသွားနေတယ်ပြန်လာတဲ့အခါမြတ်စွာဘုရားနဲ့ဘုံမိတ်မှန်နဲ့ရောက်နေတာမြင်တဲ့အခါစိတ်တွေတအားဆိုးတယ်ပေါ့အဲ့လိုစိတ်တွေစားဆိုးလို့တညာလုံးဘုရားကိုလက်နဲ့မျိုးနဲ့ထွက်သွားအောင်ဒုက္ခရောက်အောင်တိုက်ခိုက်မောင်းထုတ်တာမြတ်စွာဘုရားကိုလုံးဝအန္တရာယ်မပြုတ်နိုင်ဘူးအဲ့ဒါလို့မြတ်စွာဘုရားကိုတောင်မောင်းထုတ်လိုက်ရအောင်သူစိတ်ကအမတန်မှချမ်းတမ်းတယ်အဲ့ဒါလို့ကျမ်းတဲ့အာလဝကဘီလူကြီးကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကလိမ္မာယဉ်ကျေးအောင်ဤစနစ်တွေကိုအသုံးချပြီးတော့ဆုံးမတော်မူခဲ့တယ်နောက်ဆုံးမှာအာလဝကဘီလူကြီးကသူ့လက်နဲ့ရှိသမျှတွေအသုံးချလို့ဘာမှအစွမ်းမရတဲ့အခါကျတော့ဘာလုပ်လဲဆိုရင်အရှင်ဂေါရမသူများခွင့်မပြုတဲ့အိမ်ထဲမှာကျူးကြော်ဝင်ရောက်နေတာအခုပဲထွက်သွားလိုက်ပါဆိုတော့မြတ်စွာဘုရားကဒီလိုကြမ်းတမ်းတဲ့ပုဂ္ဂိုလ်တယောက်ကိုစိတ်ဓာတ်နုညံ့သွားအောင်ဤစနစ်ကိုအသုံးပြုတဲ့အနေနဲ့သူစကားကိုနားထောင်တဲ့အနေထားသူ့ကိုဆန့်ကျင်မဲ့မလုပ်ဘူးအေးမင်းကမနေစေခြင်းဘူးဆိုရင်သွားတာပေါ့ဆိုဘုရားကထားတာဩသူစိတ်ထဲမှာဘလို့ထင်တော့တညာလုံးကထွက်သွားအောင်ကြိုးစားလိုက်ရတာအမျိုးကြိုးစားတာမရဘူးပေါ့အခုကျတော့လေပြောလို့ဆိုလို့လွယ်သားပဲမနေနဲ့သွားဆိုထသွားတာပဲဆိုတော့အဲ့တော့ငါပြောတဲ့အတိုင်းလှုပ်တာဟုတ်မဟုတ်သိရအောင်လို့ရှင်ဂေါရမပြန်ဝင်ခဲ့ပါအောင်ဆိုတော့မင်းကဝင်စေခြင်းဝင်ခဲ့တာပေါ့ဆိုမြတ်စွာဘုရားကပြန်ဝင်လာနောက်တစ်ခါထွက်သွားပါအောင်ဆိုထွက်သွားလိုက်တယ်ဝင်လာခဲ့ပါအောင်ဆိုဝင်လာတယ်ဘာဖြစ်လို့မြတ်စွာဘုရားကဘလူးခိုင်းတာတွေလုပ်နေရတယ်လဲလို့ဆိုအမတန်စိတ်ကြမ်းတဲ့ဘလူးကြီးဟာစိတ်ဓာတ်ကလေးနုညံ့သွားအောင်လိုက်လျောစွာကျင့်ကြံကြုတ်ကိုအထုတ်တာဒီနည်းစနစ်ကလေးတွေကတကယ်မှန်ကန်တဲ့နည်းစနစ်ကလေးတွေပဲသိကြမ်းတဲ့ပုဂ္ဂိုလ်တွေစိတ်ဓာတ်နုညံ့သွားအောင်လုပ်တဲ့နေရာမှာသူတို့နဲ့လိုက်လျောညီတွေဆန့်ကျင်ဘက်မလုပ်ဖဲနဲ့သူတို့နဲ့လိုက်လျောညီတွေနေတာထိုင်တာဟာလည်းပဲကြမ်းတမ်းတဲ့ပုဂ္ဂိုလ်တယောက်ကိုနုညံ့သွားစေတယ်တဲ့အေးနောက်ကြတော့
ကျမ်းတဲ့ပုဂ္ဂိုလ်ဆိုတာကျမ်းတဲ့စိတ်ကိုသိပ်ပြီးတော့မစွန့်နိုင်ဘူးအတော်အသင့်နူးညံ့သွားတဲ့အခါနောက်တစ်ချိန်ကျတော့သူ့အတွေးကဘလို့တွေးတော့ဒီတစ်ခါရဟန်းဂေါရမထွက်သွားရင်တော့ခြေတော်နှစ်ချောင်းကင်ပြီးတော့ဂင်းငါမြေဟိုဘက်ကန်းထီအောင်ပြစ်မယ်လို့စိတ်ကူးတယ်အဲ့ဒါလို့စိတ်ကူးပြီးတော့ရဟန်းဂေါရမသူ့ဗိမာန်ထဲကထွက်သွားလိုက်ပါလို့ဆိုတော့မြတ်စွာဘုရားကအစွမ်းတတ္တိပြတဲ့အနေနဲ့ငါမထွက်နိုင်ဘူးတဲ့ဘာဖြစ်လို့တုံးဆိုတော့မင်းကငါ့ကိုထွက်သွားလို့ရှိရင်ခြေနှချောင်းကင်ပြီးတော့ဟိုဘက်ပြစ်မယ်လို့မင်းစိတ်ကူးနေတယ်ဆိုသူအံ့ဩသွားတယ်။အော်ငါတွေးတာတောင်သိပါလားအင်မတန်တကူးကြီးတဲ့ပုဂ္ဂိုလ်ပါလားလို့စိတ်ဝင်စားလာတာဟောအဲ့ဒီအချိန်မှာမြတ်စွာဘုရားက